Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ Mate နဲ့ B9 site နဲ့အတွက် design BSC file နဲ့အများကြီးတွေကပါကျွန်တော်တို့ file ဖြည့်နည်းရယ်ပြီးလို့ရှိရင်မြန်မာ font တွေပေါ့နော် font နဲ့ install တင်တဲ့နည်းတွေကိုကျွန်တော်အသေးစိတ်တခြားလေးရှင်းပြပေးသွားပါမယ် file တွေဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် download ဆွဲလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လို file နဲ့ရမလဲဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်ဒါမျိုး WAR file တွေနဲ့ရမှာဖြစ်ပါတယ်ဒါမျိုး WAR file တွေနဲ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါမျိုးဒါလိုမျိုးကြောဖို့ဤပုံစံမျိုးလေးပေါ့နော်ဒါမျိုးပုံစံမျိုးလေးနဲ့ရမယ် download ဆွဲတဲ့ဟာအဲ့လိုမျိုးပုံစံနဲ့ရပြီဆိုလို့ရှိရင်ဒီကောင့်ကိုဖြည့်မယ်ဆိုရင် right click ထောက်လိုက်မယ်တချို့ကဒါမျိုးကြီးတန်းပြီး double click နှိပ်ပြီးတန်းဖွင့်ပြီးတော့မှဒါမျိုးကြီးဝင်နေနှိပ်လို့မရဘူးဝင်လို့မရဘူးဆိုတဲ့သူတွေအများကြီးပေါ့နော်ဒါကတော့တက်ကျွမ်းနားတဲ့သူတွေကတော့ဒီဒါလေးတွေက computer basic ထဲမှာပါပြီးသားပေါ့နော်တချို့ဒါကျွန်တော်တို့က Mate နဲ့ B9 site နဲ့ design BSC file တချို့ကလည်းဝင်ရောက်ပြီးလေ့လာကြတယ်ပေါ့နော်တို့လိုလေ့လာတဲ့သူလေးတွေအတွက်ပါ beginner တွေအတွက်ပေါ့နော်ဟုတ်ပြီဒီကောင်ကိုကျွန်တော် right click ထောက်လိုက်မယ်ထောက်ပြီးလို့ရှိရင်ဒီမှာ extract file ဆိုတာလည်းရှိတယ် extract here ဆိုတာလည်းရှိတယ်ပေါ့နော် extract here ဆိုတာသူက file ကိုလည်းဖြည့်မယ်ဒီနားလေးကိုပဲတခါတည်းဒီနေရာမှာပဲသူကဒီ file ကိုပြန်ကြလာမယ်ပေါ့နော်ဒါမျိုးပေါ့နော်မြန်မာ font ဒါမျိုးဒီလိုမျိုး file ပြန်ကြလာမယ်ဟုတ်ပြီအဲ့လိုမျိုးနှိပ်ပြီးဖြည့်လိုက်ပါအရင်ဆုံး file ဖြည့်မယ်ဆိုရင်ဘယ် file မဲနေဖိတ်စာတွေပဲ download ဘာတွေပဲ download ကျွန်တော်တို့ကဒါမျိုး WAR file နဲ့ရမယ် right click ထောက်မယ် extract here ဆိုပြီးနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီနှိပ်ပြီးလို့ရှိရင်ဒါမျိုးကြလာပြီဒါဆိုမြန်မာ font နေတယ်မှာအများကြီးပဲကျွန်တော်ထည့်ပေးထားဒီမှာဆိုမြန်မာ font ဆိုတာကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ဒီမြန်မာ font အလှများဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ဒီမှာဆိုကျွန်တော်တို့ W01 font တွေကစရမင်း font တွေကစအကုန်လုံးလှမင်းတွေရောဝါတွေရောဒါတော့မများတာကျွန်တော်တို့ Mate နဲ့ B9 site နေမှာအသုံးများတဲ့ font တွေပေါ့နော်ဒါတွေကိုဒီ font တွေကိုဘယ်လိုမျိုး install တင်ရမလဲဟုတ်ပြီ font တွေဘယ်လို install တင်ရမလဲဟုတ်ပြီမေးကြပါတယ်ဟုတ်ပြီကျွန်တော်တခါတည်းဖြည့်ပေးထားခဲ့ပါမယ် font တွေအကုန်လုံးကိုကျွန်တော်တို့ကဘယ်လိုမျိုး install တင်ရမလဲဆိုရင်control A နဲ့ကျွန်တော် select all ပေးလိုက်ပါ control A နဲ့ဒီကောင်ကိုကျွန်တော် select all ပေးလိုက်ပါ control A နဲ့ဒီမှာနော် select all ပေးလိုက်ပြီးပြီဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော် right click ထောက်လိုက်ပါဒီမှာ right click ထောက်လိုက်လို့ဒီမှာ install ဆိုတာပေါ်ပါတယ် install ဆိုတာနှိပ်လိုက်ပါအားဆိုလို့ရှိရင်ရပါပြီကျွန်တော်ကတော့တင်မပြတော့ဘူးကျွန်တော်တင်ထားပြီးသားဆိုတော့နော် install ဆိုတာနှိပ်လိုက်ပါအဲ့ဒါဆိုရင်ရပါပြီဒါဆိုရင်တော့ကျွန်တော် font install တင်တဲ့နည်းကိုသိကြလိုက်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ယုံကြည်ပါတယ်ကျွန်တော်လွယ်လေးဖြစ်အောင်လည်းကျွန်တော်ရှင်းပြပေးထားပါတယ်ဟုတ်ကဲ့ဖိတ်စာဒီဇိုင်းနေဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဆိုဘွဲတက်ပုံတွေရှိမယ်ဘွဲတက်ပုံတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ file ကို download ဆွဲလိုက်ပြီးကျွန်တော်တို့ပုံလေးနဲ့တင်ထားပြီးဒီပုံကိုအရင်တင်လိုက်တယ် Telegram မှာကျွန်တော်ဒီပုံကိုအရင်တင်လိုက်တယ်တင်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီပုံရဲ့အောက်မှာဒီလို file ပါတယ်အဲ့ file ကို download ဆွဲပါချို့ကြတော့လဲအခုရေး file ရှာလို့မရဘူးပေါ့နော် file ရှာလို့ရပါတယ် Telegram မှာကျွန်တော်တင်ထားပြီးတယ်အကုန်လုံးကိုကျွန်တော်တခုမကြံအောင်တင်ထားပြီးတယ်ဟုတ်ပြီဒီ file ကိုဖြည့်မယ်ဆိုလို့ရှိရင် right click ထောက်မယ်ဒီကျွန်တော် right click ဆိုတာလက်ခလဲပေါ့နော်ကျွန်တော်ပြောလက်ညှိုးနဲ့လက်ခလဲရှိရဗျာလက်ခလဲနဲ့နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာ extract here ဆိုပြီးလက်ညှိုးနဲ့နှိပ်လိုက်ဗျာဒါဆိုရင်ရှင်းသုံးပဲ file ဖြည့်သွားပြီဖြည့်ဒီမှာသူ့ရဲ့ file နဲ့သူကြာလာပြီဆိုဒီမှာလာမျိုးလေးဖွင့်ကြည့်လိုက်ဒီဘက်ကကောင် copy ဆိုတာကဒါပုံဒီဘက်ကကောင်ဒီမှာသူ့ရဲ့ဟာ PSD file အဲ့လိုမျိုးလေးခွဲပေးထားတယ်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်